ဒီနေ့ကစက်သားတက်ကူလုံးမှာဖြစ်ပါတယ်ရှင်တက်ကူစီကတော့ကြိုက်တဲ့စိတ်သုံးနိုင်ပါတယ်တက်ကူစီတဲကိုစားအနေငယ်စက်သားမုတ်အနေငယ်ထည့်ပြီးတော့ကျမတို့ရေလောင်းထည့်ပါတယ်တက်ကူစီတဲကိုရေစိမ့်ဝင်နိုင်တဲ့ပမာဏလောက်ထိထည့်ထားပြီးတော့ကျမတို့20မိနစ်ထားပါမယ်ပြီးရင်စက်တွန်ဖြူစီချက်ပါတယ်ပြီးရင်ကျမတို့စက်တွန်ဖြူရဲ့စက်တွန်မြေထောင်းထားတဲ့ဟာကိုစီတက်မယ်စီတက်ပြီးဆိုရင်စက်သားနုံစင်ထားတဲ့ဟာကိုကျမတို့ထည့်ပါမယ်စမင်းမုတ်လေးထည့်တယ်ပေါ့နော်ပြီးရင်မုံနေမယ်နည်းနည်းလေးစက်သားပြီးဆိုလို့ရှိရင်ကျမတို့အရာသာထည့်မယ်ခီးကြီးနည်းနည်းထည့်တယ်စက်သားမုတ်ထည့်တယ်စားလုံးနဲ့ထည့်တယ်ပေါ့နော်ကြံညို့လေးပဲဟန်တာလေးထည့်လို့ရတယ်ကျမကဒါလေးပဲရှိတယ်ပေါ့နော်အကြောင်းလို့ဒါလေးပဲထည့်လိုက်တယ်ပြီးတော့ကျမတို့ခုနက20မိနစ်ထားတဲ့ဟာကိုနေမယ်လက်နဲ့အားရပါရနေရင်ပိုကောင်းပါတယ်ကျမကလက်တစ်ဖက်မှာအားတာနဲ့ဇွန်းနဲ့ပဲဒီတိုင်းလေးနေလိုက်တယ်ပေါ့နော်အဲ့ဒါကိုကျမတို့ကဇွန်းထိတ်လေးနဲ့ယူပြီးတော့ကျမတို့လက်နဲ့ဆုပ်ပေးလိုက်မယ်ဆုပ်ပြီးတော့ကျမတို့အလဲပြားလေးလုပ်ပေးမယ်ပြားလိုက်ပြီဆိုရင်ခုနကချက်ထားတဲ့ကြက်သားလေးကိုအလဲမှာထည့်မယ်အများကြီးထည့်ရင်မဆန့်မနဲ့ကွဲထွက်တတ်တယ်ပေါ့နော်အဲကြောင့်မို့ကျမဒီလိုလေးပဲလက်တစ်ဖက်နဲ့လုံးလိုက်တယ်ပေါ့နော်ကြည့်ရလက်နှစ်ဖက်လုံးလေးရပ်ပါတယ်အဲ့လိုလေးပဲကျမတို့အလုံးဒီကလုံးအဲ့လိုမျိုးဆုပ်ပြီးနေပြီးရင်ကျမတို့အထဲမှာအစာတွတ်ထည့်ပြီးရင်ဒီဖြည့်ချင်းစီကျမတို့ပြန်ပြီးတော့လုံးရတယ်ပေါ့နော်ဒီဖြည့်ချင်းစီမလုံးဘူးဆိုလို့ရှိရင်ကွဲထွက်သွားတယ်ပေါ့နော်အကြောင်းမစိတ်ရှိရှိလေးနဲ့ဒီလိုလေးစုပ်ပေးရတယ်ကိုယ့်ကိုစားတာမလို့လက်အိတ်လည်းမစွတ်တော့ဘူးပေါ့နော်မန်ကေကြရင်တော့လက်အိတ်လေးဆွေးရပါတယ်လက်ကိုစီလေးနဲ့တုပ်ပြီးတော့ကျမတို့လုံးရင်ပို့ပြီးတော့လုံးလို့ကောင်းတယ်ပေါ့နော်လက်ကိုတိတ်ပြီးတော့တာကူတွေမကက်ဘူးပေါ့ဒီလိုမျိုးကျမတို့လုတ်ပြီးသွားတဲ့အချိန်မှာလဲကျမတို့စုပ်တန်လေးနဲ့အပေါ်မှာစီလေးတုပ်ပေးရင်လဲတစ်ခုနဲ့တစ်ခုမကတ်တော့ဘူးပေါ့နော်အောက်မှာကျမကကော်ပီထုတ်တွေခံထားတယ်ပေါ့နော်မန်ကဲကဖက်ရက်နဲ့ခံလဲရပါတယ်အောက်မှာကျမသမင်းချက်တယ်ပေါ့နော်အပေါ်မှာပေါင်းတယ်ပေါ့နော်တစ်ချက်ခုံးနှစ်ချက်ပြက်ပါသမင်းချက်တာနဲ့အပေါ်ကလဲတစ်ခါလေးကျက်သွားပါတယ်အဲဆိုတော့ကျမတို့စောင့်ဆရာမလို့တော့ဘူးပေါ့နော်ဆိုကျက်သွားပါပြီခဏလေးပဲသမင်းငွေနဲ့ဆိုတော့ကွတိတယ်ပေါ့နော်အဲကျမတို့စီချက်ချက်ထားတာလေးရယ်နန်းပင်လေးရယ်ဆလဲရွက်လေးရယ်ဒီစီချက်လေးရယ်ရောပြီးတော့ကြိုက်တဲ့အချင်းလေးနဲ့တို့စားနိုင်ပါတယ်ရှင်ကဲဘိုင်ဘိုင်